Hello ma'am, Minglaba. It's a dancer, Kyoba. Talking about dance 15-day challenge kane pian le chosolai pare. This is already day 9. Guys, I'm really happy that you guys are with me from the first episode to today. So, dine maro along dwe let's sound ni ne. Di akane patete bono, akane patete mindset training ni ne. The practice tip တွေကို sharing လုပ်ပေးတော့မှာဖြစ်ပါတယ်။ကားနဲ့ပတ်သက်ပြီးပထမဆုံးအရေးကြီးဆုံးအချက်ကဆုံးဖြတ်ချက်ခိုင်မာဖို့ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ 70% လောက်တော့လူတွေကပေါ့နော်ကလေးတွေကအကောက်စတင်ပြီးပြီဆိုလို့ရှိရင်6လလောက်ဆိုလို့ရှိရင်အကောက်ရပ်ပလိုက်ကြတာများပါတယ်။ဆိုတော့ဘာလို့အကောက်ရပ်လိုက်ကြတာဖြစ်မလဲ။အကောက်ကိုရပ်လိုက်ရတဲ့အကြောင်းအရာတွေကဘာတွေဖြစ်မလဲ။နံပါတ်1အများဆုံးကတော့မိသားစုကြောင့်နံပါတ်2အကောက်ကိုလေ့လာရင်းနဲ့ခက်လာလို့နံပါတ်3အပင်မခံနိုင်လို့နံပါတ်4လမ်းပြောက်လာလို့နံပါတ်5အကောက် career တစ်ခုအနေနဲ့ပတ်စံလုံလောက်မရှာနိုင်လို့ဆိုတော့အများစုကတော့ဒီအချက်တွေကြောင့်ရက်လိုက်ကြတာများပါတယ်အမှန်တရားခါပဲမဲ့အမကတော့အဖြစ်တစ်ခုပြပြချင်တယ်ကလေးတွေကအကောက်ကိုစတင်တဲ့အချိန်မှာလူတွေကညီမကအကောက်အရန်ကြိုက်တာအကောက်လုံးဝအကောက်အရန်ဝနာပါတာအကောက်ညီမရဲ့အိမ်မက်ပဲဒါမျိုးပြောဘူးကြရပေါ့နော်ဆိုတော့တေချာရောစဉ်းစားဘူးကြရဲ့လားဆိုတော့အကောက်ဝါဒနာပါတာလားဒါမှမဟုတ်နာမည်ကြီးချင်တာလားဒီနှစ်ခုကကွဲပါတယ်အမှန်တရားကနည်းနည်းတော့ခါတယ်အမကိုမကောင်းပြောချင်လဲပြောမယ်ပေါ့နော်ဆိုတော့ဒါမဲ့တေချာတစ်ခုကတော့အမအခုပြောမယ့်စကားတွေကိုအားလုံးကလက်ခံနိုင်ကြလိမ့်မယ်ဆိုတာကတော့အမကတော့ယုံကြည်ပါတယ်။ဘာလို့လဲဆိုတော့အကောက်ကိုတကယ် YouTube တဲ့လူအကောက်ကိုတကယ်ကြိုက်တဲ့လူအကောက်ကိုတဘောကြတယ်ဆိုတော့တခြားတော့အနုပညာတွေကိုလည်းဝါဒနာပါတဲ့လူတွေကတော့ပုံများတယ်ပေါ့နော်။ဒါမဲ့တခြားတော့အနုပညာတွေနဲ့ရှင်းလို့ရှိရင်တော့မှအကောက်ကိုပဲနံပါတ်1ထားတဲ့လူတွေမှာက YouTube မှုတစ်ခုရှိတယ်ပေါ့နော်။အဲ့ဒါကဘာလဲဆိုတော့ပတ်စံမရလဲစက်ကမယ်ဆိုတာပါပဲဟုတ်ပါတယ်ပတ်စံမရလဲစက်ကပါမယ်ဆိုတဲ့လူတွေပါ that is me ပါ one of them ပါ okay so အမကိုဒီ legendary ပေါ့နော် legendary popping dancer ဟိုစင်းကနေပြီးတော့ပြောဘူးတဲ့စကားလေးတစ်ခွန်းရှိရပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဝရှမ်ချမ်းသာခြင်းအကဓမ္မမလုံးနဲ့အကဓမ္မလုံးမယ်ဆိုလို့ရှိရင်တော့အရန်ချမ်းသာဖို့မစင်စားထားနဲ့ဆိုတဲ့ဟာလေးပေါ့နော်အမအမြဲတတိယအမြဲအမတ်ရနေတဲ့စကားလေးတစ်ခုပေါ့နော်ဆိုတော့ဒါတွေကိုခံနိုင်ရှိလားဆိုတော့အရင်မေးချင်တယ်စူးစမ်းနေပေမဲ့လည်းကန်းလည်းမမြင်ဘူးလမ်းလည်းမမြင်ဘူးဘယ်လမ်းကနေဘယ်လိုသွားမယ်မှန်းလည်းမသိဘူးအောင်မြင်မလားမအောင်မြင်ဘူးလားလည်းမသိဘူးပြီးတော့လူတွေနဲ့ survive လုပ်ပြီးတော့အချိန်ကြာရက်တည်နိုင်မလားဘယ်လောက်ခံနိုင်မှာလဲဒီလိုရက်တည်နိုင်မှုစိတ်ကိုပြင်ဆင်ပြီးသွားပြီလားကျမ်းမာရေးချို့တဲ့မှုအနာတရရမှုပြီးတော့ကိုယ်လက်အင်္ဂါထိခိုက်မှုစတဲ့အရာတွေကိုခံနိုင်ရရှိပြီလားအားလုံးကိုရင်ဆိုင်ဖို့အသင့်ဖြစ်ပြီဆိုရင်တော့ welcome to the dancer world ပါအဲ့လိုလူတွေကပဲအကောက်ကိုအချိန်ကြာကြီးဆက်သွားနိုင်ပြီးတော့အချိန်ကြာကြီးရက်တည်နိုင်ကြတာဖြစ်ပါတယ်Okay ဆိုတော့အကဓမ္မတယောက်ဖြစ်ချင်တယ်ဘယ်ကနေစရမှန်းမသိဘူးဘယ်လိုစလုပ်ရမှန်းမသိဘူးဘယ်လိုလေ့ကျင့်ရမှန်းလည်းမသိဘူးဆိုပြီးတော့ဖြစ်နေရဲဆိုလို့ရှိရင်တော့ဘာမှစဉ်းစားမနေပါနဲ့အရင်ဆုံး dance studio ကိုနိုင်ငံမှာရှိတဲ့ dance studio တစ်ခုကိုသွားလိုက်ပါအဲ့ဒါဆိုလို့ရှိရင်တင်ပထမဆုံးအကဓမ္မတွေနာကိုပထမဆုံးအနေနဲ့ခြေလမ်းတစ်ခုရောက်သွားပါပြီအဲ့ဒီကနေအတန်းမျိုးစုံရှိရဲ့အထက်ကနေမှ basic အတန်းဆိုတဲ့ basic ဘလို့ basic မျိုးအတန်းမဆိုရွေးပြီးတော့တက်လိုက်ပါဒါဆိုရင်တင်ဟာအကောက်ဆိုတဲ့အကြောင်းကိုဘာမှမသိတဲ့အခြေအနေကနေပြီးတော့မှအကောက်ဆိုတဲ့အကြောင်းကိုကြားဘူးနာတော့ရှိသွားပါလိမ့်မယ်အဲ့ဒီကနေပြီးတော့မှတငယ်ချင်းတွေစပြီးတွေ့လာပါလိမ့်မယ်နောက်ပြီးတော့အရှိမအမပြောခဲ့တဲ့လိုမျိုးဒီ street dance တွေ choreography တွေနောက်တခြားတော့ကိုစိတ်ဝင်စားတဲ့အကအမျိုးအစားတွေအဲ့ဒီတည်းကမှတစ်ခုကိုရွေးနိုင်ပါပြီပြီးလို့ရှိရင်ကိုကြိုက်တဲ့အကအမျိုးအစားအကြောင်းတေချာလေ့လာကိုလေ့လာနေတဲ့အကမျိုးစားအကြောင်းတေချာသိတဲ့ဆရာတို့ရှိမှတင်ယူနောက်အဲ့နယ်ပယ်မှာသိတဲ့လူတွေပုံများလာလေအခွင့်အရေးပုံများလာလေဖြစ်လာပါလိမ့်မယ်နောက်တော့မှအကဓမ္မတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပို့ပြီးတော့တခြားတော့အကအမျိုးစားတွေကို
အချိန်ရရင်ရတယ်လို့လေးလာရင်းနဲ့ကိုယ့်ရဲ့ဒီ knowledge တွေကိုပို့ပြီးတော့ဖြည့်ဖို့စူးစမ်းတာကတော့အကောင်းဆုံးပါပဲဒီလိုလုပ်လာရင်းနဲ့ဆယ်စုနှစ်တစ်ခုရောက်လာပြီဆိုလို့ရှိရင်တော့တေချာပေါက်တင်ဟာ professional dancer တယောက်ဖြစ်ပါပြီခုလိုနှစ်တွေဖြတ်တန်းလာပြီဆိုလို့ရှိရင်တော့ဘာတွေလုပ်ရမလဲဘာတွေမလုပ်တင်ဘူးလဲဆိုတာကိုအဲ့ချိန်ကြာလို့ရှိရင်ကျွန်တော်မပြောလဲသိလာပါလိမ့်မယ်ဘာလို့လဲဆိုတော့ချို့ຢာတွေကအမမပြောတင်ဘူးပေါ့နော်ဘာလို့ဆိုတော့ကိုယ်တိုင်ဖြတ်တန်းကြည့်မှတိမဲ့အရာမျိုးတွေရှိရပေါ့နော်ဆိုတော့အဲ့လိုအရာမျိုးတွေကကြတော့ကိုယ်တိုင်ဖြတ်တန်းမှပဲဖြတ်တန်းလိုက်မှကိုယ်တိုင်ဖြတ်တန်းလိုက်မှကိုလဲတာကိုသိပြီးကိုယ်တိုင်လဲ next level ရောက်မှာပေါ့နော်သူများကပြောပြလိုက်လို့ရှိရင်တိတ်ပြီးတော့မမိုက်ဘူးကွာအဲ့လိုအရာတွေရှိရပေါ့နော်ဆိုတော့ whiting အဲ့လိုအရာတွေရှိရပေါ့နော်ဆိုတော့ဖြတ်တန်းကြည့်ပါမားတီဖြစ်စေမယ်နီဖြစ်စေဖြတ်တန်းလိုက်တာတော့အကောင်းဆုံးပါပဲပြီးတော့ကိုယ့်ရဲ့ဘဝမှာဖြစ်တည်လာမဲ့အောင်မြင်မှုတွေပေါ်မှာတခြားလူကိုအရန်ကြီးအားမကိုးထားပါနဲ့အရာအလုံးကကိုယ်တိုင်တိုက်ယူမှရမယ့်အရာတွေပါနောက်ဆုံးတစ်ခုအနေနဲ့ဒါအကဒါမှမဟုတ်ပါဘူးပေါ့နော်ဘယ်နဲ့ပဲမဆို motivation ကအရေးကြီးလား consistently လုပ်ဖို့ကအရေးကြီးလားဆိုတာပါပဲဆိုတော့အဖြေက consistently လုပ်ဖို့ကအရန်အရေးကြီးပါတယ်ဘယ်နဲ့ပဲမဆိုအရာတစ်ခုခုကိုထပ်တလဲလဲလေ့ကျင့်နေမှအကောင်းဆုံးဆိုတဲ့ result တွေကိုရတာဖြစ်ပါတယ် motivation ဆိုတာကတော့ရတဲ့အချိန်ခဏပဲငါဒါကြီးကိုဖြစ်အောင်လုပ်မယ်ငါဒါလုပ်ချင်တယ်ငါဒါကြီးကိုဖြစ်အောင်လုပ်လိုက်တော့မယ်ဆိုပြီးတော့ဖြစ်တတ်ကြတယ်ပေါ့နော်ဒါမဲ့ consistently ဆိုတာကတော့အရာတစ်ခုကိုလုပ်ချင်သည်ဖြစ်စေမလုပ်ချင်သည်ဖြစ်စေပြင်းသည်ဖြစ်စေမပြင်းသည်ဖြစ်စေဝမ်းနေသည်ဖြစ်စေဝမ်းမနေသည်ဖြစ်စေတယောက်တည်းဖြစ်နေသည်ဖြစ်စေတယောက်တည်းမဖြစ်နေသည်ဖြစ်စေ design မှန်လုပ်ကိုလုပ်ချင်းပါပဲ consistently လုပ်ချင်းကပဲကျွန်တော်တို့အားလုံးရဲ့အိမ်မက်တွေကိုအနည်းဆုံးရအောင်ခေါ်ဆောင်တော့မှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီစကားကတော့အကမှမဟုတ်ဘူး။တခြားသောနယ်ပယ်တွေမှာကိုယ့်နယ်ပယ်နဲ့ကိုစူးစမ်းနေကြတဲ့တငယ်ချင်းတွေအားလုံးအတွက်ဒီစကားလေးကိုပြောပြခြင်းဖြစ်ပါတယ်။လူတိုင်းကိုယ့်ရဲ့အိမ်မက်တွေကိုအကောင်းဆုံးပုံဖော်ဖန်တီးနိုင်ကြပါစေ။အားလုံးရဲ့အိမ်မက်တွေကိုလည်းစိတ်ရင်းနဲ့အားပေးနေပါတယ်။ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲအမရဲ့နောက်လာမယ့် episode တွေနဲ့အရှိန်မှာပြီးခဲ့တဲ့ episode တွေကိုတွားပြီးတော့ကြည့်ကြတယ်ဆိုလို့ရှိရင်တော့အမရဲ့ Facebook page Instagram YouTube နဲ့ and then TikTok တို့မှာတွားပြီးတော့ follow and subscribe လုပ်ပြီးတော့တွားကြည့်လို့ရပါတယ်နောက် episode တွေမှာပြန်တွေ့ပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်